အချင်းထောင်ကနေထွက်လာခဲ့တဲ့လူတစ်ယောက်ဟာပြင်ပကဘာကြီးကိုပြန်လည်ရောက်ရှိလာတဲ့ပထမဆုံးအခိုက်အတန့်မှာပဲတူဖူတုံးတစ်လုံးကသူ့ကောင်းကိုလာမှန်ခဲ့ပါတယ်။ထို့နောက်ရဲတစ်ယောက်ကလမ်းလျှောက်လာပြီးသူ့မျက်နှာကိုနှစ်ချက်ရိုက်ကစီကရက်တိုတွေကိုသူ့အိတ်ထဲထည့်ပစ်လိုက်ပါတော့တယ်။ဒါပေမဲ့ဂျက်ကတော့တိတ်ဆိတ်စွာနေဖို့ပဲရွေးချယ်လိုက်ပါတယ်။သူဟာစားတောက်ဆိုင်တစ်ခုကိုတွားပြီးတယောက်တည်းခောက်ဆွဲစားနေခဲ့ပါတယ်။အရာရှိမိုက်ကသူ့နောက်ကနေတောက်လျှောက်လိုက်ပါလာခဲ့ကမယုတ်တိမှုတွေကိုယူပြီးဂျက်ရဲ့ပန်းကန်ထဲကိုအကုန်လုံးလောင်းချလိုက်ပါတယ်။ပြီးတော့အရက်ပုလင်းတစ်လုံးနဲ့ဂျက်ရဲ့ခေါင်းကိုရိုက်ခွဲလိုက်ပါတော့တယ်။မိုက်ကထိုင်ကုန်နဲ့ပါထက်ရိုက်ဖို့ပြင်နေအောင်မှာကန်ကောင်းစွာပဲဆိုင်ဝန်ထမ်းတွေကဝင်ရောက်တားဆီးပေးခဲ့ကြပါတယ်။ဒီရဲရာရှိကိုဘယ်ရာကဒီလောက်အထိဒေါသထွက်စေခဲ့တာလဲဆိုရင်ဂျက်ဟာအလွန်ရက်ဆက်ကြမ်းကြုတ်တဲ့ကွင်းဆက်လူတက်သမားတစ်ယောက်ဖြစ်ခဲ့လို့ပါပဲ။လွန်ခဲ့တဲ့9နှစ်ကညတညမှာမိုက်ရဲ့အကိုဟာရဲရာရှိတစ်ယောက်ဖြစ်ပြီးကားပေါ်ကဆင်းကအိမ်ပြန်ဖို့ထွက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာဂျက်ကသူ့ကိုတမင်တကာဝင်တိုက်မိသွားတယ်လို့လှုပ်လိုက်ပါတယ်။အကိုဖြစ်သူကလမ်းထဲငယ်လျှောက်ပြီးတဲ့နောက်မှာသူ့ရဲ့သွေးပြန်ကြောကြီးကလိဖြတ်ခံလိုက်ရတယ်ဆိုတာကိုတတိထားမိသွားပါတယ်။အဲ့ဒီအချိန်မှာတော့ဂျက်ကတက္ကစီနဲ့ထွက်ပြေးသွားခဲ့ပါပြီ။မိုက်ရဲ့အကိုဟာရှိသမျှအားတွေကိုတုံးပြီးအိမ်ကိုရောက်အောင်ပြန်သွားခဲ့ပါတယ်။သူ့ရဲ့သမီးလေးကိုနောက်ဆုံးအချိန်မြင်လိုက်ရပြီးတဲ့နောက်မှာတော့ကွယ်လွန်သွားခဲ့ပါတယ်။မိုက်ကတော့ဘာဖြစ်ခဲ့တယ်ဆိုတာကိုလုံးဝမသိခဲ့ပါဘူး။သူဟာအကိုဖြစ်သူရဲ့မွေးနေ့ကိုဂုဏ်ပြုဖို့ရောက်လာခဲ့တာဖြစ်ပေမဲ့အဲ့ဒီနေ့ဟာအကိုဖြစ်သူတေဆုံးတဲ့နေ့ဖြစ်သွားခဲ့ရပါတယ်။တရားရုံးထဲမှာအသက်ခံရသူ16ယောက်ရဲ့မိသားစုတွေကကွင်းဆက်လူတက်သမားချက်ကိုတည်တံပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ဒါပေမဲ့အသက်ခံရသူအချို့အတွက်အထောက်ထားမလုံလောက်တာကြောင့်ဂျက်ဟာ15နှစ်တာထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။မိသားစုဝင်တွေကတရားရုံးထဲမှာငိုကြွေးနေကြစင်မှာပဲအရာရှိမိုက်ကစိတ်ခံစားချက်တွေကိုမထိန်နိုင်တော့ပဲဂျက်ကိုရိုက်နှက်ခဲ့ပါတယ်။ဒါပေမဲ့ဂျက်ကတော့အေးဆက်စွာနဲ့ပဲလူတစ်ယောက်ကိုစိုက်ကြည့်နေခဲ့ပါတယ်။အဲ့ဒါကတော့သူ့ကိုထောင်ကျအောင်အထောက်ထားပေးခဲ့တဲ့သူငယ်ချင်းဟောင်းပဲဖြစ်ပါတယ်။သူတို့ဟာကလေးဘဝကလေးကသူငယ်ချင်းတွေဖြစ်ပြီးတိရစ္ဆာန်ငယ်တွေကိုအတူတူအမဲလိုက်ရတာကိုနှစ်သက်ခဲ့ကြသူတွေပါ။ဒါပေမဲ့နောက်ဆုံးမှာတော့အမျိုးသမီးတစ်ယောက်ကြောင့်သူတို့နှစ်ယောက်ဟာရန်သူတွေဖြစ်သွားခဲ့ကြပါတယ်။15နှစ်ကြာပြီးတဲ့နောက်ဂျက်ကထောင်ကနေထွက်လာခဲ့ပါတယ်။သူဟာသူ့ရဲ့ဆစ်ဆက်ထားတဲ့ချစ်သူကိုခိုးယူသွားပြီးရဲတွေကိုသတင်းပေးခဲ့တဲ့အဲ့ဒီသူငယ်ချင်းကိုဖျက်ဆီးပစ်ချင်နေတာပါ။ဂျက်ကိုတရဲတကောင်လိုရုတ်တရက်မြင်လိုက်ရတဲ့အခါအဲ့ဒီလူရဲ့မျက်လုံးတွေထဲမှာထိတ်လန့်ကြောက်ရွံ့မှုတွေပြည့်သွားခဲ့ပါတယ်။ဂျက်ကဓာတ်တလက်ကိုကိုင်လိုက်ပေမဲ့ချက်ချင်းဘာမှမလုပ်ခဲ့ပါဘူး။အဲ့ဒီအစားသူကဒီညဟာမင်းအေဂျင့်စွာအိတ်နိုင်မဲ့နောက်ဆုံးညပဲလို့ချိန်ချောက်လိုက်ပါတယ်။ဒီစကားကအဲ့ဒီသူငယ်ချင်းကိုအရင်ဦးဆုံးစတင်တိုက်ခိုက်ခြင်းစိတ်ဖြစ်ပေါ်စေခဲ့ပါတယ်။သူ့အသက်ကိုကယ်တင်ဖို့အတွက်ဂျက်မလှုပ်ရှားခင်မှာသူကအရင်ဆုံးလက်ဦးမှုယူရမယ်လို့တွေးလိုက်တာပါ။သူငယ်ချင်းဖြစ်သူကဂျက်ကိုတက်ဖို့အတွက်တကားကိုဖွင့်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဂျက်ကအဲ့ဒါကိုကြိုတင်ရိပ်မိနေခဲ့ပါတယ်။ဂျက်ကအခန်းထဲမှာအန်သားစရာကောင်းလောက်အောင်တည်ငြိမ်စွာနဲ့တကားကိုပဲစိုက်ကြည့်နေခဲ့ပါတယ်။နှစ်ဖက်စလုံးအလုံးသတိထားနေကြစင်မှာပဲတကားခောက်တန်တစ်ခုထွက်ပေါ်လာပြီးတိုက်ပွဲကရုတ်တရက်ရပ်တန့်သွားပါတယ်။တကားခောက်တဲ့သူကတော့အရာရှိမိုက်ပဲဖြစ်ပါတယ်။မိုက်ကတကားကိုတွန်းဖွင့်လိုက်တဲ့အခါဂျက်ကတက်ဖို့အဆင်သင့်ဖြစ်နေတာကိုမြင်လိုက်ရပါတယ်။မိုက်ကတန်တရားစိတ်နဲ့အိယာဘက်ကိုကြည့်လိုက်ပေမဲ့အဲ့ဒီမှာတွေးတဆက်မှမရှိသလိုအလောင်းလည်းမရှိပါဘူး။ဂျက်ကိုတက်ချင်နေတဲ့လူဟာတကားနောက်ွယ်မှာပဲပုံနေတယ်ဆိုတာကိုတော့မိုက်ဟာလုံးဝမသိခဲ့ပါဘူး